မန်ယူတို့လိုချင်နေပေမဲ့အာဆင်နယ်မှာအာဆင်နယ်ဖြစ်နေတဲ့ဂျိုကာရက်စ်ဗီတာဂျိုကာရက်စ်ကိုလိုချင်တဲ့လူလက်ညှိုးထောင်ဆိုပြီးတော့လာမေးလိုက်ရင်အားလုံးတဲမှာအထိန်ဆုံးကနေလက်ညှိုးထောင်ပြမယ့်အသင်းကမန်ယူအသင်းပဲဖြစ်ပါလိမ့်မယ်။မန်ယူအသင်းဟာဗီတာဂျိုကာရက်နဲ့ပတ်သက်တဲ့စိတ်ကူးတွေရင်ပြီးထိပ်ဘူးတွေကျင်းနေခဲ့တဲ့အသင်းတစ်သင်းမှာသူနဲ့သာဆိုရင်အတွဲလေးနဲ့ယာနီသစ်မတိုင်ခင်ကတည်းကစူပလာတွေသိမ့်ပိုက်နေခဲ့ကြတာဖြစ်ပြီးသူတို့ရဲ့အတွဲစိတ်ကူးကအဆုံးစွန်ထိကိုတွေးထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလောကမှာစိတ်ကူးနဲ့လက်တွေ့ကြတယ်ဆိုတာကခက်ရှားရှားလို့ဆိုရမှာပါ။မန်ယူအသင်းကဒီလိုဖြစ်ချင်ပေမဲ့တကယ်လက်တွေ့ဘဝမှာတော့ဖြစ်ချင်တယ်လို့ဖြစ်မလာဘူးလို့ပဲဆိုကြပါတယ်။မန်ယူအသင်းဟာဗီတာဂျိုကာရက်ကိုခေါ်မယ်ပြီးရင်မာတီယက်ကိုညာအမ်ဘူမိုတို့လိုကစားမတွေနဲ့သူတို့အသင်းရဲ့တိုက်စစ်ပိုင်းမှာအတူတွဲဖက်ပေးဖို့စိတ်ကူးတွေရင်းနေခဲ့ကြတာပါ။မော့စီကျော်ကဘယ်စီမန်းမသိသေးဘူး။နှကန်းကအနာနဲ့တင်းပါမလားဆိုတော့ဂျိုကာရက်ကိုခေါ်ယူပြီးပြန်မှန်အသင်းတွေကိုကြော်ကပရီးမီးယားလိချန်ပီယံစူပလာအတွက်ပြန်လည်စိန်ခေါ်သွားမယ်ဆိုပြီးမန်ယူပရိသတ်အများစုကကြွေးကြော်ထားခဲ့ကြတာပါ။မန်ယူအသင်းဟာဗီတာဂျိုကာရက်ကိုအလိုရှိခဲ့ကြတဲ့အတွက်ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းကစားသမားကိုဖုန်းနဲ့အကြိမ်ကြိမ်ဖန်ဖန်ဆက်သွယ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဆွေးနွေးတိုင်းစင်မှုကသူ့နာကန်နဲ့ပတ်သက်ပြီးခက်ရှင်းရှင်းပဲပြန်လည်ဖြေကြားသွားခဲ့ပါတယ်။သူရဲ့အထူးဦးစားပေးအသင်းကအာဆင်နယ်အသင်းဖြစ်တယ်လို့ဆိုသွားခဲ့ပြီးဂန်နာတွေစီကိုသာပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ဟာနောက်ပိုင်းရာသီတွေအတွင်းချန်ပီယံလိဝင်တောက်လျှောက်မှန်းနေပြီးစူပလာတွေပါစိန်ခေါ်နိုင်တဲ့အထိပုံစံကောင်းတွေပြသထားနိုင်ခဲ့တာပါ။ဒါချန်ပီယံလိဝင်လည်းမရအဆင့်15ရောက်လို့ရောက်နေအခြေအနေတွေဆိုးနေတဲ့မန်ယူအသင်းနဲ့ရှင်ဂျိုကာရက်ရဲ့ဆုံးဖြတ်ချက်ကအလေးအများကြီးတွာသွားစေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်ဟာလှေနယ်လက်ဖက်နေနေခဲ့ပြီးသူတို့ဟာ29နှစ်ရွယ်ဂျိုကာရက်စ်တက်9နှစ်ပုံငယ်တဲ့22နှစ်သားဗင်ဂျမင်ဆက်ကိုချိတ်ဆက်နေကြပါတယ်။ဆက်ကိုအတွက်လိုင်းစင်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပေမဲ့လက်ရှိချိန်ထိသဘောတူညီမှုမရရှိသေးပါဘူး။မန်ယူအသင်းကတော့ဂျိုကာရက်ပေါ်မှာလက်မလျှော့သေးပေမဲ့သူတို့အသင်းကိုရွေးချယ်ဖို့မဖြစ်နိုင်တော့ဘူးလို့ဖာဘရီဇီယိုရိုမာနိုကဖော်ပြသွားခဲ့ပါတယ်။ဘောလုံးအားကစားတဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow ပြုလုပ်ပေးဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။